စစ်သားတွေကသူ့ကိုတတိပေးပြီးရေးကလည်းဆက်လျှောက်ဖို့အားပေးပေမဲ့ရစ်ချက်ကမခံနိုင်ပဲလဲကျသွားတယ်ကလေးနှစ်ယောက်ကကြည်နေတော့မှပဲစစ်သားကသူ့ကိုတက်နဲ့ပြစ်တက်လိုက်တယ်မိုင်းတယောက်ကိုရောက်တဲ့အခါကောင်လေးတယောက်ကအဆောင်အုံတစ်ခုတည်းထွက်ပြေးဖို့ကြိုးစားပေမဲ့စစ်သားတွေကသူ့ကိုချက်ချင်းပြစ်တက်လိုက်တယ်။လေးကတော့ဒီစနစ်တစ်ခုလုံးကိုပြောင်းလဲခြင်းပေမဲ့တခြားသူတွေကစူတောင်းကနိုင်ငံတော်ကိုတိုက်ရိုက်ပြောင်းလဲလို့မရဘူးလို့ပြောကြတယ်။သူတို့စိတ်ပြက်လာကြပြီးမေဂျာနဲ့ဒီတိုင်ပွဲကိုချိန်ဆကြတယ်။ညနေပိုင်းမှာမိုးသက်တဲ့စွာရသွန်းလာတယ်။ရေကမနေသွားနေရတာမို့ပီတာကသူ့ကိုလက်ရှာနိုင်အောင်ကူညီပေးတယ်။နောက်မနက်မှာသူတို့144မိုင်ကိုရောက်လာပြီးအာသာကလေးသွားဖို့ရက်လိုက်တယ်။စစ်သားတွေကသူ့ကိုချက်ချင်းတတိပေးတာကြောင့်သူကကိစ္စမပြီးခင်မှာပဲဆက်သွားရတယ်။အားလုံးဟာသူတို့ရဲ့ပင်ပန်းမှုတွေကိုမေ့ဖို့စကားဆက်ပြောကြရင်လေးကပီတာကိုသူ့အဖေကြောင့်ပြောပြဖို့ဆုံးဖြတ်လိုက်တယ်။သူ့အဖေကသူ့ကိုတရားမဝင်ဘာသာရပ်တွေကိုသင်ကြားပေးခဲ့ပြီးအစိုးရကသူ့ကိုတစ္ဆာပေါက်လို့သတ်မှတ်ခဲ့တယ်။မေဂျာကိုတိုင်ကသူ့ကိုသင်ခန်းစာတွေရပ်ပြီးတစ္ဆာခံဖို့တောင်းဆိုပေမဲ့လေးရဲ့အဖေကလက်မခံတာကြောင့်ချက်ချင်းကွက်မျက်ခံခဲ့ရတယ်။အဲ့ဒီနောက်ရေကသူ့ရဲ့လှုပ်ဝက်ချက်ကိုထုတ်ပြောတယ်။သူကတနက်တက်လက်ရဖို့နဲ့မေဂျာကိုတတ်ဖို့အတွက်ဒီခရီးရှင်မှာပါဝင်ခဲ့တာပါ။လမ်းဘေးမှာသူတို့ဒုက္ခရောက်တာကိုကြည့်ရတာကြိုက်တဲ့လူတွေအကြောင်းညှဉ်းညူပေမဲ့ပီတာကသူတို့တွေလည်းဒီစနစ်ရဲ့တားကောင်တွေပဲလို့သတိပေးပါတယ်။သူတို့တွေကဒီလိုလောက်ရက်ကိုမြင့်မြတ်တယ်လို့ထင်အောင်လေ့ကျင့်ခံထားရတာပါ။မိုင်190ရောက်တဲ့အခါခြေထောက်မှာတွေးဖက်နေတဲ့ကောင်လေးဟာမခံနိုင်တော့ပဲတင်ကားပေါ်တက်ဖို့ကြိုးစားရင်စစ်သားတွေကိုအကူအညီတောင်းတယ်။စစ်သားတယောက်ကသူ့ကိုဆွဲချလိုက်ပြီးတင်ကားကသူ့ခြေထောက်တွေကိုကျိတ်သွားတယ်။သူနာကျင်စွာအော်ဟစ်နေတော့မှပဲသတိပေးတံတွေပေါ်လာပြီးနောက်ဆုံးမှာခေါင်းကိုအပစ်ခံလိုက်ရတယ်။ဒီမြင်ကွင်းကြောင့်ကောင်လေးတယောက်လည်းစိတ်လွတ်သွားပြီးအဝတ်စားတွေချုပ်ခါလမ်းပေါ်ကနေပြေးထွက်သွားတာကြောင့်အပစ်ခံလိုက်ရတယ်။ညနေပိုင်းမှာအဖွဲ့က200တမိုင်ကိုရောက်လာပြီးဟန်ကမနဲ့ရက်နေရတယ်။ဒေကသူ့ကိုအားပေးဖို့ကြိုးစားပေမဲ့ဟန်ကလည်းလျှော့လိုက်ပါပြီ။သူကနောက်လက်ပြီးထရက်ကားပေါ်ကစစ်သားတွေစီချစ်ကပ်သွားတာကြောင့်နေရာမှာတင်ပြစ်တက်ခံလိုက်ရတယ်။စိတ်ထိခိုက်သွားတဲ့အာသာကသူ့တကယ်ချင်းတည်ဆုံးနေချိန်မှာပွေဖက်ဖို့ပြေးသွားတာကြောင့်တတိပေးခံလိုက်ရတယ်။ဒါကြောင့်ရေကသူ့ကိုကယ်တင်ဖို့ဆွဲထုတ်ခဲ့ရတယ်